ဟုတ်လို့လားခုနပြောတော့ဇီကွက်ဆို ဒီမှာတက်ထားတဲ့လူကြိုက်ကြတယ်ဟုတ်မြင်းနေကလူတော်မမြင်ရဘူးကြောကုန်းနဲ့မျက်မှန်ခိုင်းတွေ့ပြီဆိုအဲ့လိုတပတ်လဲပြီးတော့ မင်းသားကလည်းဒီအစီအစဉ်ကိုသူကမြူလင်းနဲ့ပဲလုပ်မယ်ပေါ့နော်အဲ့ဒါနဲ့မေကြီးရဲ့သူရဲ့အဲ့ဒီဟာလေးတစ်ခုလက်ခံလိုက်ပြီးတဲ့သူဟဲဘလို့လဲလက်ခံလိုက်ပြီလားမေကြီးကိုတိုင်မင်တာလားတင်ပြတာလားလို့မင်းသားကိုကောက်ဆက်တယ်မင်းသားရဲ့တာဘလို့လုပ်တာ တကယ်ချင်းများလောဝရိုက်တာနော် မဟုတ်ဘူးအန်တီစိတ်မပူနဲ့သူကလည်းသိချပြောတယ်ဒါလည်းမရသေးဘူးအန်တီဘလို့မှဟိုမဖြစ်နဲ့တားကိုယုံမှာတားမြူလင်းကိုထိခိုက်မဲ့ဥစ္စာတားလုံးဝမလုပ်ဘူးဒီဥစ္စာမှလည်းတားရဲ့အဖွဲတွေအကုန်လုံးပြောပြီးသွားပြီမြူလင်းကိုနော်ဒီလိုပုံဟိုလိုပုံအဲ့ဒါတွေမလုပ်အောင်လို့အန်တီလုံးဝပြောထားတယ်ဟုတ်လို့လားခုနပြောတော့ဇီကွက်ဆိုဒီပေါ်ဇီကွက်တွေနှပ်ပြီးစုပ်တွေမရှိသေးတဲ့အချိန်တော့သူ့အမေကိုချစ်နေမှာပေါ့အရင်တော့ဆိုရင်တော့ तू ကအလုပ်တစ်ခုလာလို့ရှိရင်အမေကိုအမြဲတမ်းပြောပြီးမှအမေရဲ့ဟာနဲ့ तू ကလက်ခံတယ်ဒီတကူကိုကြတော့ဒါမဲ့ဒီ season 2ကလည်းမင်းတန်းဖြစ်နေလို့နေမှာမင်းတန်းနဲ့ကြတော့ငငယ်တွေကတငယ်ချင်းလုံးဝတငယ်ချင်းဖြစ်နေတဲ့အခါကြတော့မင်းတန်းကလည်းဒီ season ကို तू မြူလင်းနဲ့ပဲလုပ်မယ်ပေါ့နော်အဲ့ဒါနဲ့မေကြီးရဲ့သူရဲ့အဲ့ဒီဟာလေးတကူကိုလက်ခံလိုက်ပြီးတဲ့သူဟဲဘလို့လဲလက်ခံလိုက်ပြီလားမေကြီးကိုတိုင်မင်တာလားတင်ပြတာလားလို့တင်ပြတာဖြစ်သွားပြီလေသမီးရဲ့လို့အန်ဩတရားကောင်းလိုက်တာလို့ဟိုပေါ့နော်မေမေလည်းသမီးကိုလုပ်ပေးမယ်လို့ပြောတယ်ဘာဖြစ်လို့ဒါအောင်မဆောင်နိုင်မြဲဒီဥစ္စာကြီးကတကယ်လို့အဆင်မပြေသမီး image ပါထိခိုက်မှာလေလို့ဆိုတဲ့အခါကျတော့ကိုကလေစိတ်တွေလဲပူကိုကဗုဒ္ဓဦးကြောင့်နည်းနည်းတရှူးလို့ဖြစ်တယ်ပေါ့နော်နောက်မှသာကိုငါမလားမန်လားဆုံးမှာမင်းတန်ကိုကောက်ဆက်တယ်မင်းတန်ရဲ့တာဘလို့လုပ်တာတကယ်ချင်းများလောဝရိုက်တာနော် မဟုတ်ဘူးအန်တီစိတ်မပူနဲ့သူကလည်းသိချပြောတယ်ဒါလည်းမရသေးဘူးဖုန်းနဲ့ပြောတာမသေးကြဘူးလေမီတင်လုပ်မယ်အမေလိုက်မယ်မီတင်ကိုလိုက်သွားပြီးတော့ဒါကဟိုပါဘောနော်မြူလင်းကတခါမှလည်းမရိုက်ဘူးအခုမှစရိုက်မှာဘာ training မှလည်းမရှိဘူးဆိုတဲ့အခါကျတော့ပရိသတ်ကိုဟိုချပြတဲ့အခါမှာစော်ကားသလိုဖြစ်သွားမယ်နံပါတ်1ပေါ့နော်နံပါတ်2ကတကယ်လို့မြန်ဒီကလေးလေးတွေနဲ့မှာသူ့ image ကိုထိခိုက်သွားလိုက်လို့ရှိရင်လည်းအန်တီတို့ရှေ့ဆက်မဲ့ခြေလမ်းမှာပရိသတ်ကအန်တီတို့ကိုတမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အန်တီဘလို့မှဟိုမဖြစ်နဲ့တားကိုယုံမှာတားမြူလင်းကိုထိခိုက်မဲ့ဥစ္စာတားလုံးဝမလုပ်ဘူးဒီဥစ္စာမှလည်းတားရဲ့အဖွဲတွေအကုန်လုံးပြောပြီးသွားပြီမြူလင်းကိုနော်ဒီလိုပုံဟိုလိုပုံအဲ့ဒါတွေမလုပ်အောင်လို့အန်တီလုံးဝပြောထားတယ်သူရိုက်တော့လဲပေါ့နော်အမြဲတမ်းသူဖုန်းဆက်ပြီးမိတယ်ဟာမြူလင်းကိုဟိုလိုမှသွားမလုပ်နဲ့ဟိုကမလုပ်အောင်တော့ဆိုโอเคအဲ့ဆိုရင်တော့လဲမစိုးပါဘူးပေါ့နော်အမေလိုတငယ်ချင်းလေးဖြစ်သွားတာပေါ့ဒီလေးရောအဲ့ဒီဒါအမျိုးသားလေးယောက်ကိုကဲခက်မှန်လို့ပါပါလားကြည့်ပါလားကြည့်ရောကြည့်ပါ ကြည့်ရမှာပေါ့ဒါတော့မေးကြည့်ရလေသမီးကဘသူ့ကိုရွေးလိုက်တာလဲဆိုတော့သိချင်ထွက်လာရင်ကြည့်လေတဲ့မေးကူ download ဆွဲထားလိုက်တော့ရဲရှိုးလိုက်ကိုတဲ့